ထိုင်လက်နက်ကင်တပ်ပုံ AA ရဲ့အကြီးပိုင်းရာထူးတွေကိုယူထားတာဖြစ်တဲ့အတွက်တိုက်ပွဲတွေနဲ့ရင်ဆိုင်ခြင်းတိုက်ပွဲတွေရဲ့ဆိုးကျိုးတွေနဲ့တိုက်ပွဲတွေအတွင်းထိခိုက်မှုတွေနဲ့ကင်းကွာနေကြပါတယ်။အဲဒါစစ်မြေပြင်မှာတည်ဆုံးနေကြတာကနိုင်ငံရေးရည်ချိန်နှိမ်ပါတဲ့လူမျိုးရေးအစွန်းရောက်ရခိုင်တွေသာတည်ဆုံးနေကြရတာဖြစ်တဲ့အတွက်ဒီပုံစံအတိုင်းသာဆက်သွားမယ်ဆိုရင်လာမယ့်2 နှစ်3 နှစ်အတွင်းရခိုင်ပြည်နယ်မှာလူမျိုးတုံးမှုရာခိုင်နှုန်း80နီးပါးပြုံးတိမဲ့အခင်းကျင်းတဲ့ကြုံတွေ့နေရပါတယ်။တစ်ဖက်မှာလည်းရခိုင်ပြည်နယ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးပြည်ပခါတွေလူမျိုးရေးပြည်ပခါတွေနဲ့ကြုံတွေ့နေရတဲ့အချိန်ဒီလိုမျိုးလူစမ်းအရင်းမြစ်လူသားအရင်းမြစ်ပြုံးတိမှုတွေကရခိုင်ပြည်နယ်တစ်ခုလုံးကိုသာမကမြန်မာနိုင်ငံရဲ့အနောက်တကားနဲ့ပတ်သက်တဲ့လုံခြုံရေးကိုလည်းအများကြီးရှင်းချောက်ထားနိုင်တာဖြစ်ပါတယ်။ဆိုတော့ရခိုင်လက်နက်ကင်တပ်ပုံ AA ကလက်နက်ကင်လမ်းစဉ်လိုက်ပြီးအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စစ်ကူးရင်မှုနဲ့ထိန်းချုပ်ထားတဲ့မြို့နယ်14မြို့နယ်နဲ့လက်ရှိတပ်မတော်ကထိန်းချုပ်ထားတဲ့မြို့နယ်3မြို့နယ်ကိုနှစ်ခုရှင်ကြည့်ရင်တောင်ဘယ်မြို့တွေကတည်ငြိမ်အေဂျင့်တယ်လဲဆိုတာကိုမြင်တွေ့လာရပါတယ်။ကြောက်တော်မင်းပြမြို့သိမ်းတိုက်ပွဲတွေကဒီရခိုင်လက်နက်ကင်တပ်ပုံ AA ရဲ့တိုက်ပွဲဖော်ဆောင်မှုတွေကိုရခိုင်လက်နက်ကင်တပ်ပုံ AA ရဲ့ထိန်းချုပ်မှုတွေအောက်မနေချင်ကြတဲ့သူတွေကစစ်တွေမြို့နယ်အထိကိုမရရတဲ့လမ်းတွေကနေစွန့်ခွာပြီးတော့စုတ်ခွာခိုလုံနေကြတယ်ဆိုတဲ့သတင်းတွေလည်းကြားသိထားပြီးဖြစ်ပါတယ်။ဆိုတော့လက်ရှိရခိုင်ပြည်နယ်အခင်းချင်းမှာတော့ဖားနဲ့ငါးသူနဲ့အမေကွဲနေပြီဖြစ်ပါတယ်။ဒါကြောင့်တမတော်ထိန်းချုပ်ထားတဲ့ဒေသအတွင်းမှာရှိနေတဲ့ဒေသခံရခိုင်လူမျိုးတွေကဘေးကင်းလုံခြုံစွာနေထိုင်ခွင့်ရပြီးတော့ဒေသခံရခိုင်လူမျိုးစစ်တွေအနေနဲ့တမတော်ရဲ့ထိန်းချုပ်မှုတမတော်ရဲ့လုံခြုံရေးအကာအကွယ်ပေးမှုအောက်မှာရှိနေကြပေမဲ့ရခိုင်လက်နက်ကန်တပ်ပုံ AA ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ရခိုင်လူမျိုးတွေအားလုံးကတော့အကြမ်းဖက်တွေနဲ့အတူရှင်တွဲနေထိုင်နေကြတာဖြစ်တဲ့အတွက်ဆက်လက်တိုက်ခိုက်မှုတွေအတွင်းမှာထိခိုက်ဒေဆုံးလာရင်တော့အပြစ်မဲ့အရက်သားတွေအရက်ဖက်ပြစ်မှတ်တွေတိုက်ပွဲမရှိဘဲနဲ့ဆိုတဲ့စကားလုံးတွေနဲ့နိုင်ငံရေးအရာအကာအကွယ်ယူနိုင်ငံတကာရဲ့အကူအညီရဖို့ယူပါကဲပါတစားစားနဲ့စေဝါလိုအပ်ချက်တွေနဲ့စားနဲ့ရိတ်ခါလိုအပ်ချက်တွေကိုပါပွဲလန်လုံးဖြတ်ခင်းပြီးတောင်းဆိုလို့မရဘူးဆိုတဲ့အခင်းချင်းကိုလည်းဆက်လက်ပြီးတော့နိုင်ငံတော်အစိုးရဘက်ကစစ်ရေးနိုင်ငံရေးအရာဖိအားပေးသွားဖို့လိုအပ်နေစေဖြစ်ပါတယ်လက်ရှိချိန်မှာရခိုင်ပြည်နယ်ကိုဖျက်လေးပြက်ဖျက်ထားတဲ့ဆိုပေမဲ့ရခိုင်ပြည်နယ်ကိုဝင်ရောက်ရာစီးစင်းရာလမ်းကြောင်းတွေကတရားမဝင်လမ်းကြောင်းတွေကလည်းရှိနေစေဖြစ်ပါတယ်တစ်ဖက်မှာတော့ကုန်စည်နှုန်းကြီးမြင့်မှုတွေနဲ့ခါးစည်းခံနေရတာဖြစ်တဲ့အတွက်ထုံးမြင့်နိုင်ရဲ့ထိန်းချုပ်မှုအောက်မှာနေမလားတမတော်ရဲ့ထိန်းချုပ်မှုအောက်မှာနေမလားထုံးမြင့်နိုင်သာလက်နဲ့မချပဲဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုရင်နေ့စဉ်တိုက်ပွဲတွေနဲ့ထိတွေ့ပြီးတည်ဆုံးကြရမှာဖြစ်တယ်ဆိုတဲ့အခင်းချင်းကလက်ရှိရခိုင်ပြည်နယ်ရဲ့စစ်ရေးအခြေအနေကိုကြည့်လိုက်ရင်သိတာထင်ရှားစွာမြင်တွေ့လာရတာဖြစ်ပါတယ်ဆိုတော့ထုံးမြင့်နိုင်လက်နဲ့မချရင်ဘာဆက်ဖြစ်မလဲထုံးမြင့်နိုင်လက်နဲ့မချရင်ရွာတွေနာမယ်အိမ်တွေနာမယ်မြို့တွေနာမယ်နောက်ဆုံးရခိုင်လူမျိုးအားလုံးမျိုးတုံပျောက်ကွယ်သွားကြပါလိမ့်မယ်မျိုးတွေခမီတွေဒိုင်းနက်တွေတာမကရခိုင်ပြည်နယ်မှာရှိနေတဲ့လူသားအရင်းမြစ်အားလုံးကမျိုးတုံပျက်စီးသွားကြမှာဖြစ်ပြီးနောက်ဆုံးရခိုင်ပြည်နယ်ကထွက်တဲ့ငပီတောင်းနဲ့ရခိုင်မုတ်တီတောင်မှကြားတိုင်းမှာသွားတမိုင်းစာအုပ်မှာပြန်လှန်ကြည့်ရတဲ့အခင်းချင်းကိုရောက်ရှိသွားပါလိမ့်မယ်ဆိုတော့ထုံးမြင့်နိုင်ရဲ့ဘယင်ယူအာနာယူမှုတွေကိုရခိုင်